ပို့စမောင်းနဲ့အာဆင်နယ်လူငယ်ဂန်းနာတို့ဂိုးသွင်းလေ့ကျင့်ရမယ့်ပွဲဒီနေ့ညမှာတော့ကျွန်တော်တို့အာဆင်နယ်အသင်းက FA ဗလာရှုံးထွက်အဆင့်ဒီတက် round ပေါ့နော်တတိယအဆင့်ပွဲစဉ်အဖြစ်ပို့စမောင်းအသင်းရဲ့အိမ်ဝင်းမှာတွားရောက်ကစားရမှာဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့ပေါ့နော်ဒီနေ့မှာဒီချန်ပီယံရှစ်ရဲ့တန်းဆင်းဇုံသားမှာရုံးကန်နေရတဲ့ပို့စမောင်းအသင်းနဲ့လာတွေ့တာတော်တော်လေးကိုတော့အဆင်ပြေတယ်လို့တော့ပြောလို့ရတယ်လက်ရှိကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒီ current form ကိုကြည့်လိုက်မယ်ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလီဗာပူးအသင်းကိုဂိုးမရှိတည်ပဲကစားနိုင်ခဲ့တယ်။ဘာဖြစ်ဖြစ်ကျွန်တော်တို့လက်ရှိချန်ပီယံကိုရှော့ on target တစ်ချိန်မှမပေးဘဲနဲ့တည်ရလက်ထွက်ပေါ်ကစားနိုင်ခဲ့တယ်ပေါ့နော်။တစ်ဖက်က Portsmouth အသင်းကတော့ကျွန်တော်တို့ဒါမနစ်ကမှဒါ League 1ကနေပြီးတော့ဒါချန်ပီယံရှစ်ကိုတန်းတက်လာခဲ့တယ်။ဒါပေမဲ့မနစ်ကပြီးခဲ့တဲ့ရာသီမှာတန်းပြတ်မစင်းဖို့ရုန်းကန်ခဲ့ရတယ်ဒီရာသီမှာလည်းဒါချန်ပီယံရှစ်ရဲ့တန်းစင်းဇုံသားမှာတော်တော်လေးကိုတော့အဆင်မပြေဖြစ်နေတဲ့အသင်းတစ်သင်းလို့ပြောလို့ရပါတယ်အာဆင်နယ်အသင်းဘက်ကိုကြီးလိုက်မယ်ဆိုရင်တော့ဒါ Portsmouth အသင်းကစပြီးတော့နောက်ထပ်3ပွဲစုစုပေါင်း4ပွဲစတိုက်ကိုအဝေးကွင်းပွဲစဉ်တွေကစားရမှာဖြစ်ပါတယ်ပွဲချက်တွေလာပါပြီအာတီတာအနေနဲ့ဒီ Portsmouth လိုအသင်းနဲ့တွဲဆုံနေတဲ့အချိန်မှာအရန်ကစားသမားအများစုနဲ့ပွဲထွက်လာဖို့ရှိနေပါတယ်ခန်းစစ်ကိုကြည့်ရင်တော့အာဆင်နယ်မှာလောလောဆယ်ဟင်ကဘေးရောမော့စကေတာရောကျွန်တော်ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ကာလာဖီယိုရီလည်းအပါဝင်ပေါ့နော်အဲ့တော့ဒီဆာလီဘာဂါဘရီယယ်တော့မဖြစ်မနေသုံးရမှာဖြစ်ပါတယ်ဒါပေမဲ့ဘယ်ချမ်းမှာစကယ်လီညာချမ်းမှာဘန်ဝိုက်တို့အသုံးပြုလာဖို့ရှိတယ်ကွင်းလယ်မှာဆိုရင်တော့ဒါပွဲမထွက်ရတာကြာပြီဖြစ်တဲ့မာရီနိုအဇေးနော်ဂက်ဒီကစားသမားတွေနဲ့အများစုဒါအသုံးချလာဖို့ရှိနေပါတယ်တိုက်စစ်မှာတော့ထူးထူးခြားခြားပဲကျွန်တော်တို့မြခင်းစိမ်းနေနဲ့ဝေးကွာနေတဲ့ကိုင်ဟာဘက်တယောက်ပြန်လဲပါဝင်လာမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်အဲ့တော့ဘာဖြစ်ဖြစ်ဒီလက်ရှိအာဆင်နယ်အသင်းရဲ့အရန်လူစင်းလို့ပဲပြောရမလားဒီကစားသမားစရင်ကကျွန်တော်တို့ Portsmouth အသင်းရဲ့ first liner နဲ့ရှင်ရင်တော့အများကြီးကွာဟမှုဒီနှစ်သင်းကြားမှာပေါ့နော်ခြေစမ်းကွာဟမှုကြီးမားနေတယ်အာဆင်နယ်အသင်းကလက်ရှိ FA ဗလာမှာအောင်မြင်ဆုံးအသင်းကလပ်အသင်းတစ်သင်းဖြစ်တယ် FA ဗလာကိုချန်ပီယံ14ချိန်ထိယူထားတယ်ဒါပေမဲ့နောက်ဆုံးချန်ပီယံဖြစ်ခဲ့တာတော့အာတီတာကင်တွယ်ခဲ့တဲ့2020မှာနောက်ဆုံးချန်ပီယံဖြစ်ခဲ့ပြီးတော့9နှစ်ဇက်တိုက် FA ဗလာမှာကန်ဆိုးနေခဲ့တယ်ဘာလို့ကန်ဆိုးနေရလဲပြန်ကြည့်လိုက်လို့ရှိရင်အာဆင်နယ်အသင်းကဒီရှုံးထွက်အဆင့်နေမှာပေါ့နော် No More Red Campaign ဆိုပြီးတော့ဒါဂျာစီအဖြူရောင်တွေဝစ်ဆင်တယ်ဒါပြီးတော့အဖြူရောင်ဂျာစီဝတ်တိုင်းအာဆင်နယ်အသင်းတခုမှတခုကန်ဆိုးပြီးတော့ဒီရှုံးထွက်အဆင့်နေမှာဒီပြိုင်ဘက်အသင်းတွေကိုရှုံးနေပြီးတော့ထွက်ခွာခဲ့ရတယ်ပေါ့နော်ဒီနှစ်မှာတော့ကျွန်တော်တို့ဒါအာဆင်နယ်အသင်းအနေနဲ့ဒီ No More Red ဂျာစီအဖြူရောင်လုံးဝမွေးတော့ပဲနဲ့ပုံမှန်ဂျာစီဝက်ပြန်လဲဝစ်စင်တော်မဲဘူပိတ်နေတဲ့ဂျာစီကိုဆက်မွေးတော့ဘူးလို့အာဆင်နယ်အသင်းကဆုံးဖြတ်လိုက်တယ်နောက်တစ်ချက်ကအာဆင်နယ်နောက်ဆုံး FA ဗလာရခဲ့တဲ့နှစ်မှာအခုလိုရှုံးထွက်အဆင့်မျိုးမှာဒါ Portsmouth နဲ့လာတွေ့နေတယ်ပေါ့နော်တိုက်ဆိုင်တာပဲပြောရမလားဘာဖြစ်ဖြစ်ကျွန်တော်တို့အာဆင်နယ်အသင်းကလက်ရှိမှာဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေတယ်ဖလားတိုင်းကိုဒါတပွဲချင်းစီအာယုံဆိုင်ကစားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲကကျွန်တော်တို့ဂန်နာလူငယ်အရန်ကစားသမားတွေဂိုးသွင်းလေ့ကျင့်ရမယ့်ပွဲတစ်ပွဲအနည်းဆုံးဒါ Portsmouth အသင်းကို2ဂိုးပြတ်လောက်ကစပြီးတော့အားပေးရမယ့်ပွဲလို့ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ခင်ဗျာဘောလုံးဝဲတွေကိုအကောင့်ဖွင့်ကစားခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်3999268384ကိုလာရောက်ဆက်သွယ်ပြီးတော့စော့ကစားလို့ရပါတယ်ခင်ဗျာ